ဘာဝနာလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့သမထဘာဝနာဝိပဿနာဘာဝနာရဲ့လို့ရှိတယ်။အဲဒီတော့ဝိပဿနာဘာဝနာနဲ့ပတ်သက်ပြီးဝိပဿနာရဲ့အရှုခံအာယုံကိုဝိပင်းထေကရာမှာညွှန်ပြသည့်အတိုင်းဒုက္ခသစ္စာနဲ့သမုဒယသစ္စာတရားနှစ်ပါးသည်ဝိပဿနာရဲ့အရှုခံအာယုံတဲ့ကျန်တဲ့និရောဓသစ္စာမဂ္ဂသစ္စာတရားနှစ်ပါးကတော့ဝိပဿနာရှုခံအာယုမဟုတ်ဘူးလို့ဒီလိုရှင်းပြထားတယ်။အဲဒီတော့ဒုက္ခသစ္စာနဲ့သမုဒယသစ္စာတရားကိုသိဖို့ရန်အတွက်နောက်ထပ်និရောဓသစ္စာနဲ့မဂ္ဂသစ္စာတရားကိုသိဖို့ရန်အတွက်စစ်မှန်တဲ့ဝိပဿနာဉာဏ်တွေရရှိဖို့ရန်အတွက်တမာရီရှိမှဖြစ်နိုင်တယ်ဆိုပြီးတော့တမာရီထူထောင်ဖို့ဆိုပြီးညွှန်ကြားခဲ့တယ်။အဲ့ဒီသမာဓိထူထောင်တဲ့လုပ်ငန်းခွင်ဖြစ်တဲ့သမထသမာဓိရဲ့လုပ်ငန်းခွင်ရဲ့အရှုခံအာယုံတွေကအများကြီးရှိတယ်။သမထကမ္မထံ40ထဲမှာယခုတော့အာနာပါနကမ္မထံသည်အသိဉာဏ်ရှိတဲ့လူသားတွေအကုန်လုံးအတွက်လိုက်လျောညီတွေဖြစ်တဲ့သင်ရတာလဲလွယ်ကူတယ်။ပြည့်စုံနေတာဖြစ်သည့်အတွက်ကြောင့်နောက်ထပ်တစ်ခုခုလိုနေတယ်ဆိုပြီးဖြစ်ဆွစရာလည်းမလိုဘူး။ကတိုင်းတို့ဘာလို့ကြတော့လဲပဲကတိုင်းဝန်တွေဘာတွေစီမံရတာနဲ့ကျွမ်းကျင်ဖို့လိုအပ်တာနဲ့စသည်ဖြင့်ကတိုင်းဝန်ကြီးကိုယူဆောင်ပြီးတော့ကိုတရားထိုင်တဲ့နေရာကိုသွားရတာနဲ့စသည်ဖြင့်ကိစ္စတွေကများတယ်အာနာပါနကမ္မထံကတော့ဝိတ္တစရိုက်ထူပြောတဲ့ပုဂ္ဂိုလ်တွေကတော်တော်များကြတော့တူတူငန်းငန်းအကုန်လုံးအာနာပါနကမ္မထံကိုနီးစနစ်ကလေးတစ်ခုနဲ့ဗုဒ္ဓအဘိဓမ္မာစိတ်စေတသိက်တွေရဲ့လိုရင်ဘာကိုဆိုလိုတာလဲဆိုပြီးတော့ပုံဖော်ပြီးတော့စိတ်စေတသိက်တွေရဲ့လှုပ်ဆောင်ချက်ကိုပဲဓာတ်ရိုက်ခိုင်းထားတာရှိတယ်။ငါပုဂ္ဂိုလ်တ attva တွေမပါဘဲနဲ့တဘာဝတရားတွေကြီးပဲအလုံးလုံးပုံစတင်ပြီးတော့ညွှန်ကြားထားတာဖြစ်တယ်တဲ့နော်။အဲဒီတော့သမာဓိထူထောင်ဖို့ရန်အတွက်လည်းပဲမဟာသတိပဋ္ဌာန်သုတ်တန်နဲ့မာလာရှိတဲ့အာနာပါနကမ္မထံဖြစ်တဲ့ကာယ ानु ပဒနာအာနာပါနပပ္ပကိုစနစ်တကျသောတတောဝအတ္တတတိတတောဝပတ္တတတိဆိုပြီးဝင်သက်လေကိုဖြစ်စေထွက်သက်လေကိုဖြစ်စေ၏ဆိုတဲ့လုပ်ငန်းခွင်ကိုသိဖို့ရန်အတွက်အခြေခံစနစ်ကလေးပထမမူလလုပ်ငန်းဖြစ်ညွှန်ကြားထားတာရှိတယ်။အဲဒီတော့အာနာပါနကမ္မဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့လည်းပဲပြီးခဲ့တဲ့နေ့ကပြောခဲ့တယ်။စာမျက်နှာ9မှာကြိုတင်ပြီးသိထားရမယ့်5မျိုးအကြောင်းကိုပြောခဲ့တယ်။အဲ့ဒီအတန်ဖိုင်လေးတွေကိုလည်းပဲထပ်ခါနားထောင်ဖို့စာမဖတ်ကြည့်မယ်ဆိုရင်လည်းသိနိုင်တယ်အတန်ဖိုင်လေးကိုနားထောင်မယ်ဆိုရင်လည်းပို၍ပြည့်စုံတဲ့သဘောရှိတယ်အဲ့ဒီ5မျိုးကတော့ကြိုတင်ပြီးတော့သိထားတဲ့အကြမ်းမြင်ဘဝတုဒ္ဒအသိဉာဏ်အရင်ထည့်ထားတယ်လုပ်ငန်းခွင်ကိုနောက်မှလုပ်ခိုင်းတယ်အဲ့ဒီလုပ်ငန်းခွင်နဲ့ဆက်ဆက်နေတဲ့ပတ်သက်နေတဲ့အသိဉာဏ်တွေကိုအရင်ထည့်ပြီးမှလုပ်ငန်းခွင်ကိုညွှန်ကြားတယ်အဲ့ဒီတော့စာမျက်နှာ18မှာလည်းပဲလက်တွေ့လုပ်ငန်းခွင်ရာတရားထိုင်တော့မယ်ဆိုရင်ဘယ်ခြေတွင်းထားညာခြေပြင်ထားကြောဖြောင်းကောင်းမှမျက်လွှာချမျက်စိပိတ်မျက်နှာမှာစပြီးခန္ဓာကိုယ်တစ်ခုလုံးအာယူထားတာတောင့်ထားတာတွေကိုပြန်ဖြည့်လျှော့ခန္ဓာကိုယ်ဖြည့်လျှော့ပုံဖြည့်လျှော့နည်းလဲနီးစနစ်ပေးထားတာရှိတယ်ခန္ဓာကိုယ်ရဲ့အောက်ပိုင်းအာယုံယူပြီးတော့စိတ်ကိုလျှော့ပါခန္ဓာကိုယ်ရဲ့အထက်ပိုင်းကိုအာယုံယူပြီးတော့စိတ်ကိုလျှော့ပါခန္ဓာကိုယ်တစ်ခုလုံးကိုအာယုံယူပြီးတော့စိတ်ကိုလျှော့ပါပြီးသွားရင်ခန္ဓာကိုယ်နဲ့စိတ်ကိုအနားပေးလိုက်ပါမျက်လုံးကိုအိပ်ပျော်သောမျက်လုံးကဲ့သို့အနားပေးလိုက်ပါပြီးသွားရင်စိတ်ငြိမ်စေအောင်ပြုခြင်းမှာတဲ့မိမိရဲ့စိတ်ကိုနေရာမချပဲနေရာမပေးဘူးတဲ့အာနာပါနကမ္မထံလောကမှာတော်တော်များများနေရာနဲ့လာကြတယ်ထိတာနဲ့လာကြတယ်ယခုမှရုပ်တရက်နေရာမပေးတော့ယောဂီတော်တော်များများအခက်အခဲရှိနိုင်တယ်စိတ်စေတသိက်တို့ရဲ့သဘောတဘာဝတရားတွေကိုနားမလည်သေးလို့နော်အာယုံကိုသိတတ်တာကစိတ်ပဲဒါကြောင့်မို့လို့စိတ်ကသူ့ဟာသူစိတ်ထားရမယ့်နေရာသည်စိတ်ဆိုတဲ့သဘာဝတရားကအာယုံကိုသိချင်းရယူခြင်းစိတ်ငြိမ်စိတ်အေးအောင်ပြုခြင်းခိုင်းတယ်
စိတ်ငြိမ်စေအောင်ပြုကျင့်တဲ့လုပ်ငန်းခွင်ကလည်းဖြစ်ပြီးဖြစ်စေဖြစ်လက်တန်သောသက်ရှိသမဲ့ကာမဝတ္ထုအဆုစုအာယုန်တွေအာယုန်ဟောင်းနဲ့အာယုန်သစ်တွေဒါကဒီစိတ်ရဲ့ကျက်စားရာစကြက်တွေပဲအဲ့ဒီတော့စိတ်တို့မြည်သည်အာယုန်ရှိမှဖြစ်တော့စဉ်းစားစရာရှိတွေးစရာရှိရင်နောက်ကျောင်းပြန်ပြောင်းပြီးတွေးတာများကြတယ်အဲ့ဒီနောက်ကျောင်းပြန်ပြောင်းပြီးတော့တွေးကြရင်လည်းပဲဝမ်းသာစရာတွေလည်းရှိကြတယ်စိတ်မချမ်းသာစရာတွေလည်းရှိကြတယ်မကျေနပ်စရာတွေလည်းရှိကြတယ်ကျေနပ်စရာတွေလည်းရှိကြတယ်အဲ့ဒီတော့နောက်ကျောင်းပြန်ပြောင်းပြီးတော့အာယုံဟောင်းနေနဲ့ပတ်သက်ပြီးတော့စဉ်းစားနေမယ်ဆိုရင်လည်းစိတ်ငြိမ်စိတ်အေးတယ်လို့ပြောလို့မရဘူးတဲ့ပိဿုပန်တဲ့လက်တလုံးကြုံတွေ့ရတဲ့သက်ရှိသက်မဲ့ကာမဝတ္ထုစွစွအာယုန်တွေနဲ့စဉ်းစားပြီးနေမယ်ဆိုရင်လည်းစိတ်ငြိမ်စိတ်အေးတယ်လို့ပြောလို့မရဘူးတဲ့ဒုငါအကုန်လုံးကလာမဲ့ရက်တွေလာတွေမှာစီမံချက်တွေဆိုတာရှိတယ်အဲ့ဒီစီမံချက်တွေနဲ့ပတ်သက်ပြီးစဉ်းစားနေမယ်တွေးနေမယ်ဆိုရင်လည်းစိတ်ငြိမ်စိတ်အေးတယ်လို့ပြောလို့မရဘူးတဲ့ဒါကြောင့်မို့လို့ပထမမူလလုပ်ငန်းအနေနဲ့စိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်ဖို့ပြီးခဲ့တဲ့နေ့ကအခြေခံလေးချပေးထားတယ်မိမိရဲ့စိတ်ကိုနေရာမချပဲအထက်နှုတ်ခမ်းတို့လွန်နှခေါင်းပြားတို့လွန်နှခေါင်းဝါတို့လို့နော်မိမိရဲ့စိတ်ကိုနေရာမချပဲဖြစ်ပြီးဖြစ်စေဖြစ်လက်တန်သောသက်ရှိသက်မဲ့အာယုန်တွေစီတို့စိတ်ရောက်မသွားအောင်မတွေးမိအောင်မစင်စားမိအောင်စောင့်ရှောက်ခြင်းဆိုတဲ့တတိကတာဝန်ယူပြီးတော့နေရတယ်တတိကိုတတိထားအမှန်ရခြင်းမမေ့ပြောက်ခြင်းနောက်တနည်းဒီစိတ်ကိုစောင့်ရှောက်ခြင်းနောက်တနည်းဂယုဆိုင်ဒီစိတ်ကလေးသက်ရှိသမျှအာယုန်တွေစီရောက်မသွားအောင်မတွေးမိအောင်တတိထားစောင့်ရှောက်ပြီးတော့ဂယုဆိုင်ပြီးတော့နေထိုင်မှာစိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်မှာစိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်ရင်နဲ့တတိထားဂယုဆိုင်ရင်နဲ့လက္ခဏာအာယုန်ဟောင်းအာယုန်သစ်တွေစီကိုရောက်သွားမယ်တွေးခြင်းလဲတွေးသွားလိမ့်မယ်တတိကအလုံးမလုံးရင်တော့တွေးသွားလိမ့်မယ်တတိထားလိုက်တာနဲ့ရပ်သွားတယ်တတိထားဆောင်ရှောင်လို့ရတယ်လက္ခဏာထွက်သွားပြန်ပြီလက္ခဏာထွက်သွားပြန်ပြီအဲ့ဒီအာယုန်စီတွေကိုရောက်သွားတယ်တတိထားလိုက်ရောက်တဲ့အာယုန်တွေကိုဆက်လက်ပြီးတတိထားတော့အဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတွေးတဲ့စိတ်အစဉ်တွေဖြစ်ခွင့်မရတော့အဲ့ဒါလို့လေ့ကျင့်လိုက်တဲ့အခါကျတော့မမြင်ရတဲ့စိတ်ကိုမမြင်ရတဲ့တတိကတတိထားစောင့်ရှောက်နေဆိုတာတတိထားတယ်ဆိုတာဂယုစိုက်တယ်ဆိုတာဘယ်လိုသဘောလေးလဲဘယ်လိုထားလေးလဲဆိုတထိုင်နှစ်ထိုင်အတွင်းလေးမှာနားလေသဘောပေါက်သွားတယ်အဲ့ဒီနားလေသဘောပေါက်မှုရရှိသွားပြီဆိုရင်ဝိတ္တကစိတ်ကိုတွေးစေတတ်တဲ့အာယုံပေါ်သို့တင်မဲ့ကြံတိုင်းချက်ချင်းတိလာတယ်အဲ့ဒါလိုမျိုးတတိကအလုံးလုံးလာပြီဆိုလို့ရှိရင်စိတ်ငြိမ်စိတ်အေးမှုရရှိလာလိမ့်မယ်တွေးခွင့်စဉ်းစားခွင့်မရှိတော့ဘူးဆိုရင်စိတ်ငြိမ်သွားပါတယ်စိတ်အေးသွားပါတယ်စိတ်ငြိမ်တော့နှလုံးငြိမ်နေစိတ်ငြိမ်တော့ဘာကြောင့်နှလုံးငြိမ်လဲဆိုတော့အဲ့နှလုံးအိမ်တွင်မှာဟရိယဝတ္ထုရုပ်ကိုအမြင်ပြုတ်ပြီးဖြစ်ရတဲ့စိတ်တွေကလှုပ်ရှားရင်လှုပ်ရှားသလိုနှလုံးကမငြိမ်ဘူးစိတ်ကတည်ငြိမ်သလိုအေးချမ်းသလိုနှလုံးငြိမ်တယ်နှလုံးသက်သာတယ်အဲ့ဒီတော့စိတ်ငြိမ်တော့နှလုံးငြိမ်တယ်နှလုံးငြိမ်တော့စိတ်အေးတယ်အဲ့ဒီတော့ဒီကမ္မထမ်းကိုမရှုခင်မှာရှေးဥစွာစိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်ရပါတယ်မျက်စိမှိတ်ပြီးတော့နေ့လေဘမလေးစသည်ဖြင့်နေရာကဘယ်မှာလဲထိထားကဘယ်မှာလဲအလိုက်ရှာနေတယ်လှုပ်ရှူနေတယ်ထီအောင်ထင်ရှောင်ပြုလုပ်နေတယ်ထိမိရှူသွင်းရှူတော်လုပ်တယ်ဝင်လေနောက်ထွက်လေနောက်လုပ်တာပြီဒီလုပ်တွေမလုပ်ပါနဲ့တော့ယခုပို့ချထားတဲ့အတိုင်းပဲတတိစိတ်ကလေးထွက်မသွားအောင်မတွေးမိအောင်တတိထားဆောင်ရှောင်ပြီးတော့စိတ်ငြိမ်စိတ်အေးအောင်ဒီလိုလေ့ကျင့်ပေးရတယ်အဲ့ဒီတော့စိတ်ငြိမ်စိတ်အေးအောင်တတိထားဆောင်ရှောင်ပြီးတော့ပြုကျင့်လိုက်တဲ့အခါကျတော့
ပြီးကြတဲ့နေ့ကနှစ်ထိုင်းရကြတယ်ဒီမနေ့လည်းပဲဒီတမနေ့လုံးလည်းပဲလာရောက်ပြီးတော့လေ့ကျင့်နေတဲ့ယောဂီသူတော်ကောင်းတွေရှိကြလိမ့်မယ်12နာရီထိုးလောက်မှရောက်တဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒီတော့ကျင့်တဲ့အချိန်ကလေးတွေကရရင်ရတယ်လို့နားလည်သဘောပေါက်လာအဲ့ဒီတော့စိတ်ငြိမ်စိတ်ရအောင်ပြုကျင့်တဲ့အခါကျတော့တတိကစိတ်ကိုတွေးစေတတ်တဲ့အာယုံတွေစီကိုသွားခွင့်မပေးပဲဒါဝယူပြီးတော့တတိထားတဲ့ဆုံးရှုံးတဲ့ဂယုဆိုင်လိုက်တော့တွေးစေတတ်တဲ့အာယုံတွေစီကိုစိတ်ကတွေးခွင့်စဉ်းစားခွင့်မရတော့စိတ်တို့မြည်သည်အာယုံရှိမှဖြစ်တော့အနိကဆုံးအတ္တတာပါဒတာဝင်သက်ထွက်သက်နောက်တနည်းဝင်လေထွက်လေနောက်တနည်းလေအဲ့ဒီလေအာယုံကိုအလိုလိုသိလာမည်အဲ့ဒီလေအာယုံဆိုတာစိတ်ဤတရားဖြစ်ပါတယ်အဲ့ဒီလေအာယုံကိုအလိုလိုသိလာတာဖြစ်သည့်အတွက်ကြောင့်အဲ့ဒါစိတ်ဤတရားစိတ်ထားရမယ့်နေရာစိတ်ထားရမယ့်နေရာကိုဘယ်သူကအမိတ်ပေးမှလဲဘယ်သူမှအမိတ်မပေးနဲ့ဆရာလည်းအမိတ်မပေးနဲ့ကာယကံရှင်လည်းအမိတ်မပေးနဲ့နေရာလည်းမချနဲ့စိတ်ကလေးထွက်မသွားအောင်မတွေးအောင်သာလေတတိထဆောင်းရှောင်းပြီးနေလိုက်ပါတဘာဝတရားသူ့လို့သူလှုပ်သွားပါလိမ့်မယ်တဘာဝလေအာယုံကိုအလိုလိုသိကြဆိုတဲ့ကထားလိုက်ပြီးအဲ့ဒါစိတ်ထားရမယ်နေရပဲကမ္မထမ်းဆိုတာဘာလဲအာနာပါနာဝင်လေထွက်လေအဝင်အထွက်ဆိုတဲ့အသုံးနှုန်းနှစ်ခုဖယ်လိုက်မယ်ဆိုရင်လေးသာကြံပါလေအဲ့ဒီလေးသည်အလုတ်ပဲအဲ့ဒီလေးသည်ကမ္မထမ်းပဲအဲ့ဒီလေးသည်အရှုခံအာယုံပဲအဲ့ဒီလေးအာယုံသည်စိတ်ဤတရားပဲအဲ့ဒီတော့ပြီးကြတဲ့နေ့နဲ့ယနေ့လေ့ကျင့်လိုက်တဲ့ယောဂီသူတော်ကောင်းတွေမှာတချို့သောပုဂ္ဂိုလ်ဆိုတာကနှစ်ဖွဲ့သုံးဖွဲ့ကွဲကျင်လဲကွဲနေလိမ့်မယ်စိတ်ကလေးကိုတတိထားဆောင်ရှောင်စိတ်ငြိမ်စိတ်ရအောင်ပြုကျင့်ရင်နဲ့သဘာဝသူ့လို့သူလှုပ်တဲ့လေအာယုံကိုသိနေတဲ့ယောဂီအဖွဲ့အုပ်စုတွေကတစုရှိနိုင်တယ်အဲ့ဒီတော့စိတ်ကလေးထွက်မသွားအောင်မတွေးအောင်စိတ်ငြိမ်စိတ်အေးအောင်စိတ်ကလေးကိုတတိထားဆောင်ရှောင်တဲ့လုပ်ငန်းကိုလုပ်ရင်းနဲ့စိတ်ငြိမ်တော့လည်းပဲလေအာယုံလေးကိုမသိတဲ့ယောဂီကတစုရှိလိမ့်မယ်အဲ့ဒီတော့စိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်ရင်နဲ့သဘာဝလေအာယုံကိုအလိုလိုသိနေတဲ့ယောဂီသူတော်ကောင်းများအတွက်နောက်တစ်ဆင့်သွားလို့ရပါပြီစာမျက်နှာ16မှာစာပိုက်1စာပိုက်2စာပိုက်3စာပိုက်4ကိုရောက်သွားပြီအဲ့ဒီသဘာဝလေအာယုံလေးကိုအလိုလိုလာသိနေတဲ့ယောဂီသူတော်ကောင်းအုပ်စုအတွက်အဲ့ဒီသဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုသာစိတ်အစဉ်ကိုသာစိတ်စဉ်ဆိုတာကလည်းပဲအဘိဓမ္မာရဲ့အသုံးနှုန်းစကားလုံးကိုယူထားပြီးအစဉ်တန်းဝိဋ္ဌိမနောဒွါရဝိဋ္ဌိစိတ်စဉ်ဖြစ်ပေါ်လာတိုင်းသောစိတ်အစဉ်တွေကဒီစိတ်တို့မြည်တည်မပြည့်စည်ပဲနဲ့တီးနေတယ်ငြိမ်နေတယ်ထာဝရရှိနေတယ်လို့မဟုတ်ဘူးတဲ့ဖြစ်သိမြန်လာဖြစ်ပေါ်လာတိုင်းသောဒီစိတ်ကဒီလေအာယုံကိုပဲတက်ကြမကွာသိနေတာဖြစ်သည့်အတွက်ကြောင့်သဘာဝလေအာယုံကိုသိနေတဲ့စိတ်အစဉ်ကိုသာဆက်လက်ပြီးတော့တွေးစရာအာယုံတွေစီကိုရောက်မသွားအောင်မတွေးမိအောင်မစဉ်းစားမိအောင်တတိထားစောင့်ရှောက်ပြီးတော့သမာဓိထူထောင်ပါတဲ့အနာယူပါဒါကတော့စိတ်ငြိမ်စိတ်အောင်ပြုကျင့်နေစေမှာစိတ်ငြိမ်စိတ်မှုလည်းရရှိတဲ့သဘာဝလေအာယုံကိုလည်းအလိုလိုသိလာပြီးဆိုရင်အဲ့ဒီလေအာယုံလေးပြန်လွတ်သွားမှလုံးဝမစိုးရိမ်နဲ့စိုးရိမ်လိုက်လို့ရှိရင်စိုးကြိုးတွေဖြစ်လာတတ်တယ်မစိုးရိမ်ပါနဲ့ဒီလေအာယုံပြန်လွတ်သွားမှမစိုးရိမ်ပါနဲ့ဆိုတော့ဘာကြောင့်ဒီလိုပြောရတာလဲဝင်သောလေထွက်သောလေဒီဝင်လေထွက်လေကအိမ်ရှင်မေကာယကံရှင်ဘဝတစ်လျှောက်လုံးအချိန်နဲ့တပြေးညီလှုပ်ရှားနိုင်ရဲ့အတွက်
ကလေးဘဝမှာစပြီးပညာသင်နိုင်ရေးအတွက်ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေလေးကဆောင်းရှောင်းပြီးတော့လာခဲ့တယ်။ဥစ္စာရှာဖွေနေတဲ့အချိန်ခါမှလည်းဒီဝင်သက်ထွက်သက်ဝင်လေထွက်လေလေးကဆောင်းရှောင်းပြီးတော့လာခဲ့တယ်။စားတော့တဲ့အချိန်ခါမှလည်းဆောင်းရှောင်းပြီးတော့လာခဲ့တယ်။ဒီကာယကံရှင်တညလုံးအိပ်ဆက်နေတဲ့အချိန်ခါမှလည်းနှစ်ချဲအိပ်ဆက်နိုင်ရဲ့အတွက်အိယာမှနိုးထတဲ့အခါယုံစီဝိတေန္ဒြေနံစီဝိတေန္ဒြေပြတ်ဆဲမသွားရအောင်လည်းပဲကျေးဇူးရှင်ဖြစ်စောင့်ရှောက်ပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီဝင်လေထွက်လေဒီအလွန်တရာမှကျေးဇူးကြီးမားတဲ့ကျေးဇူးရှင်ယခုဘာဝနာကမ္မထဈေးပြန်နေဆိုတာအလွန်တရာမှကျေးဇူးကြီးမားတဲ့ကျေးဇူးရှင်နဲ့အတူနေထိုင်ပြီးတော့အနားယူတဲ့လုပ်ငန်းခွင်လို့သာသတ်မှတ်ထားလိုက်ပါတရားထိုင်နေဆိုတာလူတွေကတော်တော်များများကြောက်နေကြမလှုပ်ရတာနဲ့မရွှေ့ရတာနဲ့လှုပ်လို့မရတာနဲ့ဘေးကထိုင်ဆောက်နေတယ်ဟိုယောဂီကဘာကြောင့်လှုပ်တာလဲစသည်ဖြင့်မွန်းကျက်တဲ့အလုပ်မျိုးတွေပေါ့လေအဲ့ဒီတော့အဲ့ဒီသဘာဝအတိုင်းသူ့အတူဖြစ်နေတဲ့ဝင်လေထွက်လေအာယုံကိုတိနေတဲ့အခါကျတော့ဒီလေအာယုံလေးပြန်လွတ်သွားမှလုံးဝကိုမစိုးရိမ်ပါနဲ့ဘဝတစ်လျှောက်လုံးသူကျေးဇူးပြုပေးနေတာတနေ့တရက်ဒီကာယကံရှင်ကိုကျေးဇူးပြုပြီးစောင့်ရှောက်နေတာမဟုတ်ဘူးတစ်သက်လုံးစက္ကန့်မိနစ်နာရီမလတ်ပဲနဲ့တာဝန်ကျေပွန်စွာဖြင့်ကျေးဇူးပြုပြီးတော့ရှင်သန်နိုင်ရဲ့အတွက်စောင့်ရှောက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ယခုစိတ်ငြိမ်စိတ်ရောင်ပြုခြင်းနဲ့သဘာဝလေအာယုံကိုအလိုလိုသိနေတဲ့အချိန်ကမှဒီလေအာယုံလေးပြန်လွတ်သွားမလားဆိုစိုးရင်စိတ်လုံးဝမရှိပါနဲ့လွတ်ပါစေလွတ်ရဲရမယ်လွတ်ရဲအောင်လည်းပဲလေ့ကျင့်ပေးရမယ်အဲ့ဒီသဘာဝလေအာယုံကိုသိနေသည့်စိတ်ကိုသာစိတ်စင်ကိုသာအသိမှတ်ပြုပြီးရိုးသေးတတိထားဆုံးရှောင်ပြီးတော့နေထိုင်သွားမယ်ဆိုရင်အဲ့ဒီသဘာဝလေအာယုံလေးကအဓိကနေရာမှာပဲတည်ရှိပြီးတော့နေပါလိမ့်မယ်တတိစိတ်သဘာဝလေစိတ်ကိုတတိထားလိုက်တာနဲ့သဘာဝလေအလိုလိုဖြစ်ယခုနောက်ပိုင်းတော့ယောဂီတွေတော်တော်များများဥပမာတစ်ခုပေးတယ်ပိုးနားလည်သဘောပေါက်သွားရအောင်ရေယူခဲ့ပြီပါလို့သူတို့ကိုပြောလိုက်တဲ့အခါကျတော့တခါတလေသဘောမပေါက်တဲ့သူဆိုရင်သူသွားယူလာလိုက်တယ်ရေယူခဲ့လို့ပြောတော့ဘာလို့မှလည်းမသိဘူးသူကနီးစပ်ရာရေကိုသွားယူခဲ့တော့ခွက်ပါလာတယ်အဲ့ဒီတော့အနားရောက်လာတဲ့အခါကျတော့ငါယူခိုင်းတာတော့ရေကိုယူခိုင်းလိုက်တာဘာဖြစ်လို့ဒီခွက်ကြီးပါလာတာအဲ့ဒီတော့သဘောပေါက်သွားဒီရေနဲ့ဒီခွက်ဒီမကင်းဘူးမကင်းစကောင်းဘူးလုံးဝမကင်းဘူးတောက်ရည်အတွက်ခတ်လာမယ်ဆိုလဲတောက်ရည်နဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ရေခွက်ကလေးပါလာမှာပဲဒါကြောင့်ရေနဲ့ခွက်သည်မကင်းကောင်းဘူးစိတ်နဲ့လေသည်ဘယ်လိုမှမကင်းဘူးဘာကြောင့်လဲစိတ်ဆိုတာအာယုံကိုသိခြင်းရယူခြင်းသဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုတတိထားစောင့်ရှောက်လိုက်တာဖြစ်သည့်အတွက်ကြောင့်ဒီစိတ်ကဘယ်သူနဲ့ပတ်သက်နေလဲဆိုတော့ဒီသဘာဝလေနဲ့ပတ်သက်နေတဲ့သဘာဝလေအာယုံကိုသိတဲ့စိတ်ကိုတတိထားလေသဘာဝလေးနဲ့ယဉ်နေလေစိတ်ကိုတတိထားလေသဘာဝလေးနဲ့ယဉ်နေလေဒီတိုင်းပဲသွားတော့မှာအဲ့ဒီတော့သဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုတတိထားစောင့်ရှောက်တဲ့လုပ်ကိုအဓိကထားပါအဓိမောက်ခဆုံးဖြတ်ချက်ချပြီးတော့ဒီအလုပ်တစ်ခုသာလင်လုံးเสียရှိပါလားတတိစိတ်သဘာဝလေးအဲ့ဒီတော့စာပိုက်လေးမှရှိရဲ့အစဉ်ကိုစိတ်ငြိမ်စိတ်ရောပြုကျင့်ခဲ့တဲ့ယောဂီတွေဒီပိုင်းကိုသဘာဝလေအာယုံကိုလိုသိနေတဲ့ယောဂီတွေယခုညွှန်ကြားတဲ့အတိုင်းသွားလို့ရပြီစိတ်ငြိမ်စိတ်ရောပြုကျင့်နေတော့လည်းပဲစိတ်ငြိမ်စိတ်မှုရသလောက်ဒီစိတ်ရောပြုကျင့်နေတော့လည်းစိတ်ငြိမ်စိတ်မှုရရှိရဲ့လေအာယုံမသိသေးဘူးအဲ့ဒီအချိန်ကမှအဲ့ဒီယောဂီအတွက်အသိဉာဏ်လေးထည့်ပြီးရဘာမှမလုပ်ရအောင်စိတ်တော်ကြီးနဲ့စိတ်တော်ကြီးနဲ့လေမသိသေးပါလားဆိုပြီးမြင်ချင်တာမျိုးမလုပ်မိပါစေနဲ့လိုက်ရှာတာမျိုးမလုပ်မိပါစေနဲ့လှုပ်ရှူတာမျိုးမလုပ်မိပါစေနဲ့မထိထိအောင်
ထင်ရှားအောင်ဝဇ္ဇနကမျိုးလုံးမျက်နှာအားယူပြီးတော့လည်းပဲမကြိုးစားပါနဲ့အဲ့ဒီရှုသွေးရှုထုတ်လည်းမလုပ်ပါနဲ့ဝင်လေထွက်လေနောက်လည်းမလိုက်ပါနဲ့6မျိုးဘယ်ချိန်ခါမှမလုပ်ပါနဲ့စိတ်ငြိမ်စိတ်ရောပြုကျင့်တော်လည်းပဲစိတ်ငြိမ်မှုရှိတယ်စိတ်အေးမှုရှိတယ်စိတ်ငြိမ်စိတ်အေးပြီးတော့လေအာယုံလေးမသိသေးဘူးဆိုလို့ရှင်ဩငါသိရမယ်လေအာယုံလေးဟာနုနုကလေးပါလားတိမ်တိမ်မွေ့မွေ့လေးပါလားအလွန်နူးညံ့ပါလားအလွန်တိမ်မွေ့ပါလားဆိုပြီးအသိဉာဏ်လေးသာထည့်လိုက်ပါစိတ်ကအဲ့ဒီအလွန်နူးညံ့သိမ်မွေ့တဲ့လေအာယုံကိုသိချင်းရယူခြင်းသူကိစ္စသူလုပ်သွားတယ်ဒါတွေကဘာလဲဆိုတော့အပနာကောတန်လာဆိုတဲ့ဉာဏ်ပဲအပနာသမารိစခန်းကိုသွားနေတဲ့အချိန်ခါမှာဒီလိုဉာဏ်နေထည့်ရတယ်အဲ့ဒီလိုဉာဏ်ရည်ဉာဏ်သွေးတွေဟာသင်ပေးမှုသင်ယူမှုဆိုတဲ့လိုအပ်ရင်လိုအပ်သလိုသူ့အချိန်နဲ့သူဆရာသမားကဒီအသိဉာဏ်လေးတွေထည့်ဒါဆိုရင်တော့တက်ပေါ့ပေါ့နဲ့အဆင်ပြေသွားပါလိမ့်မယ်နော်အဲ့ဒီတော့လေအာယုံကိုမသိသေးဘူးစိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်တော်လဲပဲလေအာယုံကိုမသိသေးဘူးဆိုရင်ဩငါသိရမယ်လေအာယုံလေးဟာနုနုလေးပါလားတိမ်တိမ်မွေ့မွေ့လေးပါလားအလွန်နုပါလားအလွန်နူးညံ့တိမ်မွေ့ပါလားအသိဉာဏ်ရှိတယ်အသိဉာဏ်ထည့်ရမယ်အဲ့ဒီအသိဉာဏ်ရှိတဲ့သူရဲ့တန်တမ်းမှာစိတ်ကဒီအလွန်နူးညံ့တိမ်မွေ့တဲ့လေကိုယူလိုက်တယ်အဲ့ဒီတော့အသိဉာဏ်ဆိုတဲ့ဒီပညာရတခုဟာဒီလေအာယုံလေးကိုမသိတဲ့စိတ်ကိုလက်ဆွဲပြီးပြလိုက်တဲ့ကဲ့သို့မင်းသိရမှာဒီအာယုံလေးပဲလို့မပြောတော့လဲပြောတဲ့ကဲ့သို့အသိဉာဏ်လေးကိုထည့်ပါအဲ့ဒီတော့ယောဂီတွေအနေနဲ့လည်းပဲဒီလေအာယုံလေးကိုသိဖို့ရန်အတွက်လောလို့မရဘူးစိတ်လှုပ်ရှားလို့မရဘူးစိတ်ရှည်ရမယ်စိတ်အေးရမယ်စိတ်ရှည်စိတ်အေးခြင်းသည်ဒီအာနာပါနကမ္မထံရဲ့အာဟာရတစ်ခုပဲအဲ့ဒီတော့အုပ်စုနှစ်အုပ်စုရှိတဲ့နေရာမှာစိတ်ငြိမ်စိတ်အောင်ပြုကျင့်နေရင်နဲ့တဘာဝသူ့လို့တဲ့လေအာယုံကိုသိနေတဲ့ယောဂီအတွက်လေအာယုံပြန်လွတ်သွားမှမစိုးရိမ်ပဲလေအာယုံကိုသိနေတဲ့စိတ်အစဉ်ကိုသာအတိမှန်ပြုပြီးရိုးသေးတတိထားဆွန့်ဆောင်ပြီးတော့ဒုတိယမူလလုပ်ငန်းကိုသွားလို့ရပြီရှေးဦးပိုင်းကတော့တတိစိတ်ငြိမ်စိတ်အောင်လေ့ကျင့်တဲ့အပိုင်းကိုပထမမူလလုပ်ငန်းလို့သုံးနှုန်းထားတယ်စိတ်ငြိမ်စိတ်အောင်ပြုကျင့်ရင်နဲ့သဘာဝလေအာယုံကိုအလိုလိုသိသွားတာဖြစ်သည့်အတွက်ကြောင့်သိတာကစိတ်ဘယ်သူကိုသိလဲလေအာယုံကိုသိတော့လေသိစိတ်ဘာလေလဲသဘာဝလေမြင်ချင်းမိသိတယ်လေမဟုတ်ဘူးလိုက်ရှာပြီးသိတယ်လို့မဟုတ်ဘူးလှုပ်ရှုပြီးသိတယ်လေမဟုတ်ဘူးစသည်ဖြင့်6မျိုးဖြင့်စီမံပြီးပြုလုပ်တယ်လေမဟုတ်ဘူးတဲ့တဘာဝလေအာယုံကိုသိတယ်စိတ်ဆိုပြီးသူ့မှာနာမည်ရသွားတယ်ဒီစိတ်မှာအတန်ကိုသိတဲ့စိတ်ဆိုရင်အတန်သိတဲ့စိတ်တတ္တရောအတန်ကိုသိတဲ့စိတ်ဆိုပြီးနာမည်ရမယ်မြင်သိစိတ်ဆိုရင်မြင်သိစိတ်နာမည်ရမယ်နံသိစိတ်ဆိုနံသိစိတ်ဆိုတဲ့အမည်နာမရမယ်အရသာသိတဲ့စိတ်ဆိုအရသာသိတဲ့စိတ်ဆိုပြီးအမည်နာမရမယ်မာကျန်လေးပြော6ဖို့ဖုဒ္ဓဘာဓဖြစ်နေတဲ့ဖုဒ္ဓဘာယုံတွေ့ထိရင်လည်းပဲဒီတွေ့ထိမှုဖုဒ္ဓဘာယုံအာယုံကိုသိတဲ့စိတ်ဖြစ်လိမ့်မယ်ပုံမှုအေးမှုကိုသိတဲ့စိတ်ဆိုရင်ပုံမှုအေးမှုကိုသိတဲ့စိတ်ဖြစ်လိမ့်မယ်နောက်ပြီးတော့ထောက်ကံမှုတွန်းကံမှုဖုဒ္ဓဘာယုံကိုသိရင်လည်းပဲဒီကာယဝိညာဉ်စိတ်ကဒီအာယုံကိုသိတဲ့စိတ်ဖြစ်လိမ့်မယ်သူ့အာယုံနဲ့သူ့စိတ်ဒီအာယုံတွေနဲ့တိုက်ဆိုင်လာမှစိတ်တွေကလက်တလောရုပ်တရက်ဖြစ်ပေါ်လာတဲ့သဘောတရားတွေဒါကြောင့်မို့လို့လေအာယုံကိုသိနေတော့လေသိစိတ်ဒီလေနဲ့ဒီစိတ်ပတ်သက်တယ်ဒီစိတ်နဲ့ဒီလေပတ်သက်နေတယ်စိတ်ကိုတတိထားဘာဖြစ်မလဲလေပဲဖြစ်နေမယ်စိတ်ကိုတတိထားဘာဖြစ်နေမလဲလေပဲဖြစ်နေမယ်တတိစိတ်တဘာဝလေဒီလိုပဲသွားတယ်ဒါကတော့လေသိနဲ့ယောဂီတွေအတွက်ဆက်လက်ပြီးတော့အရှိကိုသွားလို့ရပြီအဲ့ဒီတော့မသိသေးတဲ့ယောဂီတွေအတွက်စိတ်တော့ငြိမ့်နေမမြင်ရတဲ့စိတ်ကိုမမြင်ရတဲ့တတိကတတိထားဆောင်ရှောက်တာလေးက
နားလည်မှုသဘောပေါက်မှုလည်းရရှိနေတယ်ပင်မမှုခက်ခဲမှုလည်းမရှိဘူးဒါပေမဲ့စိတ်ငြိမ်စေးအောင်လည်းလုပ်လို့ရတယ်အဲ့ဒီတော့လေးအာယုံမသိသေးဘူးအဲ့ဒီချိန်ကမှအသိဉာဏ်လေးထည့်ပါဩငါသိရမယ်လေးဟာနုနုလေးပါလားအလွန်နူးညံ့တိမ်မွေ့နေပါလားအသိဉာဏ်သာထည့်ပါစိတ်ကဒီနူးညံ့တိမ်မွေ့တဲ့လေးအာယုံသူယူလိမ့်မယ်အသိသွားပြီဆိုရင်လေပြန်လွတ်သွားမလားစိုးရင်စိတ်လုံးဝမရှိပါနဲ့လွတ်သွားမှစိုးရင်စိတ်ဒီဘာဖြစ်နိုင်လဲဆိုပြီးထိမ့်ပြီးရှူသွင်းရှူထုတ်တဲ့ဘက်ကိုရောက်သွားမယ်ရှောင်ကျင်ရမယ်6မျိုးတဲ့ကိုရောက်သွားလိမ့်မယ်အဲ့ဒီချိန်ခါမှာမွန်းကျသွားလိမ့်မယ်မောသွားလိမ့်မယ်ပင်ပန်းသွားပါလိမ့်မယ်နော်ကဲအဲ့ဒီတော့ဒီနေ့အဲ့ဒါယောဂီတွေရှေ့ကိုဆက်ပြီးလေ့ကျင့်ရမယ်လုပ်ငန်းခွင်တွေပေါ့နော်အဲ့ဒီတော့ဆန္ဒစောတာတွေလောတာတွေနော်စိုးရိမ်တာတွေလုံးဝမရှိပါနဲ့စိတ်ရှည်ပေးရမယ်စိတ်အေးပေးရမယ်စိတ်ရှည်စိတ်အေးခြင်းဒီအာနာပါနကမ္မထာရဲ့အာဟာရပါပဲ